ဒီငါးလေးတွေကကြော်စားရင်အရန်ကောင်းတယ်ဒါပေမဲ့ကျမရဲ့အမျိုးသားကချက်တာလေးလဲစားခြင်းတယ်ဆိုတော့တဝက်ကိုကြော်ပြီးတော့တဝက်ကိုချက်ပါမယ်ရှင်ငါးတွေကအရန်များတော့ချယ်ရီကမကင်တတ်တာရောကင်လို့ရှိရင်ကြာတာရောကြောင့်မလို့ချယ်ရီရဲ့အမျိုးသားလေးပဲကင်ပေးပါမယ်ရှင်ငါကသေးပြီးတော့ဓာရကြီးဆိုတော့လေချယ်ရီမကင်တတ်တာလဲပါတော့သူပဲကင်ပေးပါတယ်ငါးလေးတွေကိုဘိုက်ခွဲဥထုတ်ပြီးရင်တော့အပေါ်မှာအရသာလေးဝင်အောင်လို့လေဓာလေးနဲ့မှုန်းပေးလိုက်ပါမယ်ကဲသူငါးကင်ကြီးတုံးမှာချယ်ရီကဟင်းချိုချက်ဖို့အတွက်ဆေးမြင့်ခွာရွက်လေးတွေကိုထွင်ပေးပါမယ်ဒီမြင့်ခွာရွက်ကလေစားပေးရတယ်တို့စားလို့လည်းကောင်းတယ်ပြီးတော့အခုလိုဟင်းချိုဟင်းပတ်လေးလည်းချက်စားလို့ရှိရင်အရင်ကောင်းပါရဲ့ရှင်ဟင်းချိုချိုဖို့အတွက်ရေထဲကိုကြက်သွန်ဒီပပလေးလှီးထည့်တယ်ပြီးတော့ငါပြရေးချက်သားမုံကိုထည့်ပြီးတော့ရေစုထဲထိတည်ပေးလိုက်ပါမယ်နော်အခုလိုရေပွဲဆူလာပြီဆိုရင်တော့ထွင်ထားတဲ့စိတ်မြင့်ခွာလေးထည့်ပေးလိုက်ပါမယ်ရှင်ငရုတ်ကောင်းစားခြင်းရင်တော့ငရုတ်ကောင်းပုံလေးထည့်ရင်တော့ရပါတယ်ချယ်ရီကလေမျက်လုံးမကောင်းတဲ့သူဆိုတော့ငရုတ်ကောင်းတော့ထည့်မထားတော့ပါဘူးရှင်ဟင်းကြိုလေးရပြီဆိုတော့ဆောနာကြိုက်ထားတဲ့ငါးလေးတွေကိုကြော်ပါမယ်ရှင်ဒီငါးကိုချယ်ရီတိထားတာတော့ငခုံးမလိုပဲတိထားတယ်သူငါးကပါငခုံးမဟုတ်လာတော့မသိဘူးရှင်တီးရလူရှင်လည်းပြောပြကြပါအောင်ရှင်ငါးကြော်လို့ရှိရင်စီပေါက်တက်တော့ဖုံးလေးပိတ်ပြီးတော့ကြော်ပါမယ်ရှင်ကဲငါးကြော်လေးလည်းရပြီဆိုတော့ကိုစားဖို့အတွက်ငါးလေးလည်းရိုးရိုးရှင်းရှင်းလေးချက်ပြလိုက်ပါတယ်ရှင်ဒါဆိုရင်တော့ချယ်ရီတို့အနှစ်ယောက်စလုံးကြိုက်တယ်ငါးကြော်လေးလည်းရတယ်ငါးကြော်လေးလည်းရပါတယ်ရှင်ငပိရေတိုးစရာနဲ့ဆောနာကြိုထားတဲ့စီမီခွာရဲ့ဟင်းချိုလေးနဲ့စားမှာဖြစ်ပါတယ်ရှင်နောက်ကြရင်ချယ်ရီချက်ပြတဲ့ဟင်းတွေကိုစားပြမဲ့ဗီဒီယိုလေးတွေပါလာမှာဖြစ်တဲ့အတွက်ချယ်ရီကိုဆက်လက်ပြီးတော့အားပေးကြပါအောင်နော်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်ထပ်တာ